ဒီမှာအမတို့သူ့ကိုဒီပုံလေးချုံမယ်သူကကြတော့ဒီဘေးကသူကတော့ဒီမှာဇာလေးတွေနဲ့ဇာကိုအနာလုံးပြီးအမတို့ကြွက်နဲ့ရွက်လက်လိုပုံစံမျိုးလေးတက်ထားတာဒါပေမဲ့သူ့ရဲ့ပိတ်စားနဲ့ပဲပြန်တက်လဲရတယ်နော်ကိုချုံမဲ့ပိတ်စားနဲ့ပဲပြန်တက်လဲရတယ်ဒါမှမဟုတ်အမတို့ဗျောင်စားနဲ့သုံးမယ်ဆိုရင်တော့ဒီလိုဇာလေးနဲ့တက်တာတော့ပိုလှတယ်ဇာတစ်ထောင်လောက်ဝယ်လိုက်ပေါ့နော်တစ်ထောင်ဆိုလောက်တယ်ဇာဗျောင်နဲ့ချုံမယ်ဆိုရင်တော့သူ့လိုပဲအမတို့ဒီလိုဇာလေးမှန်ဇာလေးနဲ့အဲ့ဒါလေးနဲ့တက်လိုက်ပေါ့နော်အခုဒီမှာသူ့ကိုအမတို့ပခုံးအကြံဘယ်လောက်ယူမလဲဆိုရင်ဒီမှာအမတို့တက်လက်မခွဲလောက်အရင်ဦးဆုံးရှာကြည့်လိုက်မယ်တစ်ခွဲဆိုတော့ဒါဆိုရင်ဒီမှာအမတို့ကိုနှစ်လက်မလေးယူလိုက်မယ်သူကလည်းဒီမှာနှစ်လက်မပြားလောက်ရှိမယ်ယူထားပြီးရင်သူ့ကိုအမတို့ဒီမှာထုံးစံတိုင်းပဲဒီကနေနာမယ်ဒီရှင်ကျင်းမြင်းထိဆွဲချမယ်နော်ဆွဲချပြီးသွားပြီဆိုရင်သူကကြတော့ဒီတစ်ခါအမတို့သူကအရင်တော့မခုံနည်းနည်းပြည့်ပြည့်ခုံခုံလေးပဲယူထားတာအဲ့အတွက်ကြောင့်အမတို့ဒီမှာသူ့ကိုဒီကနေအောက်ကိုအမတို့6စိတ်လောက်ပဲချမယ်ဒီမှာ6စိတ်ချပြီးသွားပြီဆိုရင်သူကအမောင်းဒီနော်လေးရှုမယ်ယူပြီးသွားပြီဆိုရင်သူကကြတော့ဒီတစ်ခါအမတို့ဒီနေရာလေးမှာတစ်ဖြတ်ဖြတ်ပေးရမှာဒီနေရာလေးမှာတစ်ဖြတ်ဖြတ်ပေးရမှာဒီမှာတစ်ဖြတ်ဖြတ်ပေးရမှာဒါ F1 အဲ့တော့သူ့ကိုဒီမှာခေါက်ရိုးနဲ့ခေါက်ရိုးနဲ့သူ့ကိုဘယ်နှခုညှက်ပေးရမလဲဆိုရင်အမတို့2ခုညှက်ပေးရမယ်ပိတ်စာပေါ်မှာခေါက်ရိုးနဲ့2ခုနော်ပြီးရင်ဒီမှာရှေ့ချမ်းမှာလည်းအမတို့သူ့ကိုဒီမှာဓာတ်ထဲမှာဇာလေးထည့်ထားသေးတယ်အဲ့ဇာထည့်မယ်ဆိုရင်အမတို့ကဒီကနေဒီကိုဘယ်လောက်ယူမလဲဆိုရင်ဒီမှာ6စိတ်6စိတ်လေးယူလိုက်မယ်ဘာလို့ဆိုတော့ဒီအပြားကိုအမတို့တစ်ခွဲပြားလို့ကျင်လို့6စိတ်ယူလိုက်တာနော်ပြီးရင်ဒီအောက်မှာကျတော့အမတို့သူ့ကိုဘယ်လောက်ယူမလဲဆိုရင်သူကတော့4စိတ်လောက်ပဲယူထားတာ4စိတ်ဆိုတော့အမတို့ဒီမှာ2စိတ်လောက်ပဲယူမှာပေါ့ဒါပေမဲ့ဒီမှာတော့အမသူ့ကိုတစ်လက်မယူလိုက်မယ်ပြီးရင်သူနဲ့ကိုအမတို့ဒီလိုမျိုးလေးဆက်မယ်ဒီမျိုးလေးဆက်မယ်အဲဆိုရင်ဒီရှေ့ကအမတို့ဒါကဟိုလေးဖြစ်သွားမှာဇာလေးဖြစ်သွားမှာဇာသူ့ကိုခေါက်ရိုးနဲ့ညှပ်ပေးရမယ် F1 ဒီမှာ F2 သူ့ကိုဇာကိုခေါက်ရိုးနဲ့ပါတယ်ဆိုရင်တော့အမတို့ခေါက်ရိုးနဲ့2ခုညှပ်မယ်အရင်မပါဘူးဆိုရင်တော့1ခုပဲညှပ်မယ်အဲ့တော့ပြီးတော့မှဇာရမှပဲအမတို့ကြည့်မယ်နော်အဲ့တော့ပြီးရင်ဒီမှာသူ့ကိုအမတို့ဒီထိတ်ကနေပြီးတော့မှဖြတ်ချမယ်အဲ့တော့အဲ့ထိတ်ကနေဖြတ်ချမယ်ဆိုရင်သူ့ကိုအမတို့ကဒီကနေဒီအကွာဝေးကိုတဝက်ဝက်ပြီးတော့အမတို့သူ့ကိုဒီလိုလေးဖြတ်ချမယ်ဒီလိုမျိုးလေးနော်အဲ့ဒီမှာသူ့ကိုမအောင်ထုံးစံအတိုင်းပဲထောက်စားပေးရမယ်၄စိတ်ထောက်လေးစားမယ်ပြီးရင်သူ့ကိုဒါနဲ့ဆက်အဲ့ဒီလိုလေးရသွားပြီအဲ့တော့ဒီဘေးတောက်ကပုံမှန်တိုင်းပဲသူ့ကိုအမတို့ထောက်ဖြောက်တိတ်ကပ်မယ်ဒီမှာတော့အမတို့ဂျိုင်းတောက်မထိုးတော့ဘူးနော်အဲ့တော့ပြီးရင်နောက်တစ်ခုကအမတို့ဘာလို့သေးလဲဆိုရင်ဒီပေါ်ဖဲပြားလေးကကြာအမတို့ပိတ်စပေါ်မှာပဲတစ်ခါလဲလုပ်ပြီးတက်လိုက်ရပြီပေါ့နော်အဲ့တော့ဒါဆိုရင်ဒါကရှေ့ချမ်းအတွက်အမတို့ရသွားပြီအဲ့တော့ F1 F2 ဒီမှာ F3 F4 ဟုတ်နော်အဲ့ F3 ကိုအမတို့ကပိတ်စပေါ်မှာ4ခုညှပ်ပေးရမယ်အုံခွက်တက်မှာဖြစ်တဲ့အတွက် F4 ကိုလည်းပိတ်စပေါ်မှာ4ခုတက်ဖြစ်ရလက်တော်4ခုတက်ပေးရမယ်အုံခွက်တက်မှာဖြစ်တဲ့အတွက်နော်အဲ့တော့အခုဒီမှာသူ့ကိုဒါလေးကိုအမတို့အရင်ဆုံးအဲ့တော့ဒီမှာသူ့ကိုအမတို့ဒီဟာကိုအောက်ထိဆွဲပေးရပါဒါကြောင့်အမဒီမှာတစ်ပိုင်းဖြတ်အမှာဆိုတော့သူ့ကိုဆက်ကဆေးရမှာဒါလေးကိုလိုဆေးရအဲ့ဒီမှာတောင်းပေါ်လာပြီးရင်ဒီမှာသူ့ကိုလည်းအမတို့ဒီမှာဘယ်လောက်စားပေးမလဲဆိုရင်ပခုံးအကြံတည်တည်ပဲယူထားဖြစ်တဲ့အတွက်အမတို့4စိတ်လောက်စားပေးမယ်နော်ဒီမှာသူ့ကိုဒါနဲ့ဆက်မယ်ဒီလိုမျိုးလေးဒီမှာ
ဒီလိုမျိုးလေးအဲ့တော့သူ့ကိုဒီအောက်မှာအမတို့ကချုပ်စာလေးခြံပေးရမယ်ချုပ်စာလေးစိတ်ခြံပေးရမယ်ခေါင်းရိုးနဲ့သူ့ကိုနှစ်ခုညှက်မယ်တော့ဒါဆိုရင်ငါတစ်ခုရပါပြီဒီမှာဒီမှာသူတို့နှစ်ခုစုံမဲ့အမောင်နေရာလေးဒီနေရာလေးကိုနှိမ်ခဲ့ပေးရမယ်အဲ့ဒါမှကိုကဘယ်နားနဲ့လာတွေ့ရမလဲဆိုတာသိမှာဟုတ်ပြီဒါဆိုရင်ဒီမှာအမတို့သူ့ကိုဒါကိုလှိမ့်မယ်ဒါကိုလှိမ့်မယ်ဒီရှိမှာအမတို့လေးစိတ်ချမ်းမယ်ဒီပေါ်မှာတော့အမတို့ချမ်းကြမလို့တော့အဲ့တော့သူ့ကိုဒီမှာအမတို့ပိတ်တော့လေးမှတ်ပြရမယ်ဒီမှာနေယူမယ်ဒီလိုမျိုးဒါအမတို့ယူမဲ့ပိတ်တော့အဲ့ဒီမှာဒါနဲ့ရပြီဒီဒါနဲ့အဲ့ဒီမှာသူ့ကိုဒီနေရာမှာအမတို့တောင်ကျုံးကြီးဖြစ်နေတယ်နော်အဲ့တော့တောင်ကျုံးကြီးဖြစ်နေရဖြစ်တဲ့အတွက်သူ့ကိုအမတို့ဒီမှာနည်းနည်းလေးဖြည့်ပြီးတော့ white ပြရမယ်ဒီလိုလေးပြီးသွားရင်ဒီလိုလေးဒီမှာဒီရလေဒီမှာဒီလိုပြီးရင်ဒီရှေ့မှာ40ဒီရှေ့မှာလည်း40ဒီရှေ့မှာလည်း40ဒီပေါ်ဒီအောက်တွေတော့အမတို့ချမ်းသာမလို့တော့ဘူးဒီဇာလေးတော့ကအမတို့သူ့ကိုဒီဟာလေးတိုင်းညှက်ထုတ်မှာပေါ့နော်အဲ့ဒါဆိုရင်ဒါကအမတို့ရှေ့ချမ်းလေးရပါပြီနော်အဲ့ရှေ့ချမ်းရပြီဆိုရင်နောက်ချမ်းမှာလည်းအမတို့သူ့ကိုခုနရှေ့ချမ်းမှာတော့အဲ့ဒါကောင်းလို့ရတယ်ရှေ့ချမ်းမှာတော့အမတို့သူ့ကို2လက်မအကျယ်ယူခဲ့တာဟုတ်တယ်မလားပခုံးကိုလေအဲ့တော့ဒီမှာနောက်ချမ်းမှာလည်းအမတို့သူ့ကိုညာနေတယ်2လက်မပြီးရင်နောက်ချမ်းမှာအမတို့သူ့ကိုလေရင်းပေါက်ကိုနည်းနည်းပြပြလေးယူမယ်2လက်မလေးချမယ်ပုံမှန်ဆိုအမတို့1လက်မချတယ်ဒီမှာအမတို့သူ့ကို2လက်မလေးချမယ်ချပြီးသားပြီဆိုရင်သူ့ကိုဒီမှာအမတို့လေရင်းလေးဝိုင်းမယ်အဲ့တော့ပြီးသွားပြီဆိုရင်ဒီမှာသူ့ကိုဇက်တက်မှာဖြစ်တဲ့အတွက်အမတို့ထုံးစံတိုင်းပဲလေးစိတ်လေးစားမယ်ပြီးရင်ဒါနဲ့ဆက်မယ်ပြီးရင်ဒါနဲ့ဆက်မယ်အဲ့သူ့ကိုအမတို့ဒီဘက်ထဲမှာလည်းသူ့ကိုအလှစစ်ပဲတက်အောင်မယ်နော်အလှစစ်နဲ့အမတို့3တင်လောက်ချုပ်မယ်နော်အလှစစ်နဲ့တက်မှာဖြစ်တဲ့အတွက်ဒါအလှစစ်နဲ့တက်မှာဖြစ်တဲ့အတွက်သူ့ကိုပိတ်စပေါ်မှာအမတို့6စိတ်ပဲချမ်းမယ်သူ့ကိုပုံမှန်တိုင်းပဲထုံးစံတိုင်းပဲအမတို့2ချက်ညံ့မယ်နော်အဲ့တော့အလှစစ်ကိုအမတို့ဒီမှာဘယ်နှလက်မဝယ်ရမလဲဆိုရင်အင်ဂျီအရှိကဒီမှာ16စိတ်ဆိုတော့ဆက်ခေါ်မယ်ထားပါအလှစစ်ကိုအမတို့16ဒါမှမဟုတ်ရင်14ယူလို့ရတယ်ဟုတ်နော်ဒီမှာဒါဆိုရင်ဒါနောက်ချမ်းရပြီဒီမှာရှေ့ချမ်းအဲ့တော့ဒီကြွက်နှစ်ရွက်လက်လေးကကြတော့အမတို့ကသူ့ကိုဒီကျန်တဲ့ရလက်လေးဆွဲဖို့ကကြတော့အမတို့ဒီမှာဗာလေးတိုင်းခဲ့ပေးရမယ်ဆိုရင်ဂျိုင်းအဝိုက်တိုင်းခဲ့ပေးရမယ်ဒီရှေ့ချမ်းမှာလည်းအမတို့သူ့ကိုဂျိုင်းအဝိုက်လေးတိုင်းခဲ့ပေးရမယ်ရှေ့ချမ်းဂျိုင်းအဝိုက်တိုင်းမယ်ပြီးရင်နောက်ချမ်းဂျိုင်းအဝိုက်အမတို့တိုင်းမယ်အဲဒီမှာသူ့ကိုတိုင်းမယ်ဒီလိုလေးထည့်ပြီးဒီတိုင်းပါမယ်ဒီမှာဆိုရင်10လက်မရှေ့ချမ်းချိုင်းကအမတို့10လက်မဒါလေးကိုမှတ်ခဲ့ပေးရမယ်နော်ဒီမှာ10လက်မဟုတ်ပြီပြီးရင်နောက်ချမ်းချိုင်းနောက်ချမ်းချိုင်းနဲ့
မတို့ဆယ်လက်မှတ်ထားလေးမှတ်ခဲ့ပြရမယ်ပြင်ပိတ်စပေါ်မှာအဲ့အတိုင်းဒါအတိုင်းမတို့ညက်မှာအဲ့ဒါဆိုရင်ဒါနောက်ချမ်းပြီးရင်ဒါကရှေ့ချမ်းကအားလုံးပေါင်းအမတို့3ပိုင်း4ပိုင်းထွက်မှာပေါ့ရှေ့ရစားအနေနဲ့ဆိုတော့ ကျုပ်ကဒါကြတော့